အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရှေ့လေပိုင်းဒေတာကိုတုံ့ထုတ်သွားစေတဲ့ Iran-Israel ပြိပက္ခနောက်ဆုံးရအခြေအနေတွေကိုတင်ဆက်ပေးတော့မှာပါဂျွန်လကွန်ရဲ့နေကလေဘနွန်က Hezbollah စစ်ဌာနချုပ်ကို Israel ကတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း Iran ဟာ Israel မြောက်ပိုင်းကိုတုံးကြီးတွေနဲ့လေးချိန်ဆက်တိုက်အလုံးအရင်ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ဒါဟာ AP လအပြည့်ရစရေးအပြီး Iran ရဲ့ပထမဆုံးတိုက်ရိုက်တုံ့ပြန်မှုကြီးဖြစ်ပါတယ်။ အစ္စရေးရဲ့လေကြောင်းရန်ကာကွယ်စနစ်ကတုံးကြီးအများစုကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အစ္စရေးဘက်ကအီရန်နိုင်ငံတီဟီရန်အပါအဝင်မြို့ကြီးတွေကတုံးကြီးစက်ရုံတွေနဲ့စီးရီးပြစ်မှတ်တွေကိုပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ဒီအပြန်လှန်တိုက်ခိုက်မှုတွေကြောင့်ဒေသတွင်းလီပိုင်နက်တွေယာယီပိတ်လိုက်ရတယ်လို့ကမ္ဘာ့ရေနံစည်းကွက်မှပါကြရက်ရိုက်တွားခဲ့ပြီးဘော်ရရေနန်စင်းဟာတစီကို$96.5အထိချက်ချင်းခုန်တက်သွားခဲ့ပါတယ်။အရှိအလဲပိုင်းစစ်မီးပြန်တောက်လာနိုင်တဲ့ဒီအခြေအနေတွေကဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။